ဒီကုန်းမြေကြီးကမော်ပင်ညာတွေကျိန်စာတွေနဲ့လှုပ်ဝက်စမ်းကြတဲ့ပုံမြင်တွေနဲ့ပြည့်နှက်နေတယ်။မြို့သုံးမြို့ရဲ့ကံကြမ္မာကရွှေကွက်ထဲမှာတည်ရှိနေမယ်လို့ဘသူကထင်ပါလဲ။စမ်းကြတဲ့ပုံမြင်ကပြောဘလို့မျိုးဖြစ်လာမှာလဲ။ဒီနေ့မှာတော့ရွှေကွက်မင်းသမီးလေးတီးရွှေစင်ရဲ့တန်တာရီဇလန်းလေးကိုနားထောင်ရမှာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ channel ကိုကြိုက်တတ်တယ်ဆိုရင်တော့ like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုအပ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကခတ်တရားပြည်မှာနန္ဒီယဆိုတဲ့ဘုရင်ကြီးတစ်ပါးရှိပါတယ်။စန္ဒီကလက်ဝဲမိဖုရားဖြစ်ပြီးတော့ကလျာကတော့လက်ရမိဖုရားဖြစ်လေတဲ့။မိဖုရားကလျာဟာဘုရင်နန္ဒီယနဲ့ရထားတဲ့သားတော်လေးတစ်ပါးရှိပါတယ်။သားတော်လေးနာမည်ကနန္ဒဖြစ်ပြီးတော့အခုဆိုရင်မိဖုရားကလျာမှာနောက်ထပ်ကိုဝင်၄လတောင်ရှိနေပြီတဲ့ကွယ်။မကြခင်ပဲဒုတိယမြောက်ကလေးကိုဖွားမြင်တော့မှဖြစ်တဲ့ကွယ်။လက်ဝဲမိဖုရားဖြစ်တဲ့စန္ဒီကတော့ဘုရင်ရဲ့အချစ်တော်ဖြစ်ပုံရပေမဲ့သားသမီးတော့မရှိရှာသေးဘူးတဲ့ကွယ်။အဲ့ဒီလိုနဲ့ပဲလက်ရမိဖုရားကလျာလည်းခလေးလေးကိုမီးဖွားလေပါတော့တယ်။တောက်ဖွားဆရာမတွေနဲ့အစီခံတွေလည်းခလေးမီးဖွားဖို့ဗယံပဒာနဲ့အလောကြီးပြေးလာကြတာပေါ့ကွယ်။အဲ့ဒီဗယံပဒာတွေကြားထဲမှာမိဖုရားကလျာရဲ့တကလေးဟာရွှေခွက်တစ်လုံးအဖြစ်မွေးဖွားလာခဲ့လေတယ်။ရွှေခွက်လေးဟာတောက်ဖွားဆရာမရဲ့လက်ထဲကလွတ်ကြပြီးအခန်းထဲမှာခုံပေါက်နေတာကြောင့်လူတိုင်းထက်လန့်ကုန်တာပေါ့ကွယ်။ဘုရင်ကြီးပါဝင်ဒီအကြောင်းကိုသိရလူတိုင်းအားလုံးဟာတုန်လှုပ်ကြော်ကြပြီးအလွန်ဝမ်းနည်းကုန်ကြရှာတာပေါ့ကွယ်။မိဖုရားကလျာကိုအချိန်တော်ကြာမနာလို့ဖြစ်နေတဲ့မိဖုရားစန္ဒီကလွဲလို့ပေါ့ကွယ်။သူမကမိဖုရားကလျာကနန်းမွေခံခလေးအစာခွက်တော့ကွက်ကိုမွေးဖွားတာကိုမြင်တဲ့အခါကြောက်ချဖို့အကြံရသွားတာပေါ့။အဲ့ဒါကြောင့်သူမဟာဒီအခွင့်အရေးကိုအသုံးချပြီးစိုးရုပ်တဲ့လက္ခဏာပေးတဲ့ဆရာတဦးကိုတိတ်တဆိတ်တစိုးလက်ဆောင်ပေးပြီးတော့ဘုရင်ကြီးစီကိုရှောက်တင်ဖို့ဟောကိန်းတကူဖန်တီးခိုင်းလိုက်ပါတော့တယ်။လက္ခဏာပေးတဲ့ဆရာလည်းရွှေကွက်ကလေးဟာမကောင်းတဲ့အရာဖြစ်ပြီးသားသမီးအဖြစ်ပြုစုပြောထောင်ဖို့မတည့်တော့ပဲတိုင်းပြည်ပျက်စီးခြင်းကိုပြစ်စေလိုက်ပါမလို့မိခင်ရောခလေးကိုပါတောထဲကိုနှစ်ထုတ်တင်တယ်လို့ရှောက်တင်ပါတော့တယ်။ဘုရင်နန္ဒီကလည်းအဲ့ဒီစကားကိုကြားတဲ့အခါမှာတေချာစဉ်းစားတာပေါ့။တောတော်ကြီးနန္ဒကိုယ်တိုင်ကတော့သူခမီးတော်ကိုစိုးရုပ်တဲ့လက္ခဏာပေးတဲ့ဆရာရဲ့စကားကိုမယုံဘူးတောင်းပန်ခဲ့ရှာပါတယ်။ဒါပေမဲ့လည်းဘုရင်ကြီးနန္ဒီယာဟာမိဖုရားစန္ဒီရဲ့တွေးတောမှုကိုမခံနိုင်ခဲ့ဘူးတဲ့ကွယ်။တိုင်းပြည်ဒုက္ခရောက်မှာကိုကြောက်တဲ့အကြောင်းပြချက်နဲ့မိဖုရားကလျာကိုမြို့ပြင်ကိုနှင်ထုတ်လိုက်တာပေါ့ကွယ်။မိဖုရားကလျာလည်းအလွန်ပဲဝမ်းနည်းသွားရှာတာပေါ့ကွယ်။ဒါပေမဲ့သူမလည်းဘာမှမတက်နိုင်ပဲသူမရဲ့ကံကြမ္မာကိုလက်ခံခဲ့ရတာပေါ့။သူမရဲ့တားတော်ကြီးဖြစ်သူနန္ဒလည်းမေတော်ဖြစ်သူနဲ့အတူခတ်တရားပြီးကနေထွက်ခွာလာပါတော့တယ်။ဒီလိုနဲ့ပဲသားမိ၃ယောက်ဟာမြေပြင်မှာအိပ်ဆက်ပြီးတောထဲမှာရပ်ပေါင်းများစွာရှာဖွေစားတော့ရတဲ့ခက်ခဲတဲ့ခရီးတစ်ခုကိုရှောက်လန်းခဲ့ရတာပေါ့။မကြခင်မှာပဲကောင်းကင်ဘုံကတရားမင်းဟာသူတို့သားမိ၃ယောက်ရဲ့ဒုက္ခကိုတည်သွားလေတဲ့ကွယ်။တရားမင်းလည်းလူပြည်ကိုဆင်းလာပြီးသားမိ၃ယောက်ရှိမှကိုထင်ပြလေတာပေါ့။ပြီးတော့မိဖုရားကလျာကိုတော့ယောက်ျားလေးအတွင်ပြောင်းနိုင်တဲ့မော်ဝင်လက်စွပ်ကိုပေးတော်မူတဲ့ကွယ်။နန္ဒကိုတော့မိခင်ဖြစ်သူနဲ့ရွှေခွက်လေးကိုကာဝယ်ဖို့မော်သားတစ်လက်ဆောင်ပေးတဲ့ပြီးတော့သူ့ရဲ့စစ်မှန်တဲ့ပုံစံကိုဖုံးဝယ်ဖို့ဝတ်ဆင်ရမယ်မော်ဝတ်ဆောင်တစ်ခုကိုလည်းပေးတော်မူပါတော့တယ်။နန္ဒဟာမော်ဝတ်ရော်ကိုဝတ်လိုက်တာနဲ့ချက်ချက်ပဲရွှေရှာဝယ်ကောင်းတဲ့အရိုင်းဆိုင်တယောက်ဖြစ်ပြောင်းလဲသွားပြီးလင်းနှမြလူတိုင်းအတွက်ယူချောင်ချောင်နဲ့ယူသွတ်သွတ်ပုံစံပေါက်သွားတာပေါ့။သားမိတွေကိုအံ့ဩဖွယ်လက်ဆောင်တွေပေးပြီးတဲ့အခါမှာတော့တခြားမင်းကသူတို့နှစ်ဦးကိုကတ်တရာပြည်ကိုပြန်သွားဖို့မိန့်တော်မူတဲ့စီးရှင်ထိုးတဲ့ဘုရင်ကိုစီးရှင်ထိုးကစားဖို့အတွက်စိန်ခေါ်ပြီးတော့နန္ဒကမော်ဝေးရုံကိုဝင်ပြီးသူရဲကောင်းအဖြစ်လာရောက်ရှင်ပြိုင်ဖို့မှားလေတဲ့အရာအလုံးကိုအသေးပေးပြီးခါမှာတော့တခြားမင်းဟာခတ်တရပြည်ရှိရာကိုပြန်သွားလေပါတော့တယ်။တိုင်းပြတဲ့လူငယ်တယောက်ဖြစ်ပြောင်းလဲပြီးမင်းဖြူစီကဘုရင်နဒီယာကိုတတိရှိရင်ထီးနှန်းကိုလောင်းချစ်တက်ပြီးစီးချင်းထိုးတာရှင်ပြိုင်ဖို့ပြောတာပေါ့ကွယ်။စီးချင်းထိုးတဲ့ဘုရင်နဒီယာကတော့မျက်နှာမပျက်ချင်တာကြောင့်မင်းဖြူစီရဲ့လူငယ်နဲ့ညှိနှိုင်းတာပေါ့ကွယ်။ဘုရင်ကလည်းသူ့အစားစီးချင်းထိုးဝေးဖို့သူရဲကောင်းကိုရှာဖို့၃ရက်အချိန်ပေးပါလို့ပြောတာပေါ့ကွယ်။တခြားမင်းလည်းသဘောတူပြီးမင်းဖြူစီကနတ်ပြည်စီပြန်တက်သွားလာတော့တယ်။ဘုရင်နဒီယာလည်းတိုင်းပြည်အနှံစီးချင်းထိုးတဲ့လူကိုရှာဖွေနေကြောင်းကြည်ကြမောင်းခတ်တာပေါ့ကွယ်။
ဒါပေမဲ့လည်းနှစ်ရက်ကြာတဲ့အထိဘယ်သူမှပေါ်မလာတာဘူးပဲကွယ်။3 ရက်မြောက်နေ့မှာတော့မှော်ဝဲရုံဝတ်ထားတဲ့နန္ဒရောက်လာလေတဲ့။သူဟာယောက်ျားအသွင်ဆောင်ထားတဲ့မိဖုရားကလေးယာကိုလည်းခပ်ပြီးတော့နဲ့တွေ့ဆုံဖို့ခတ်တရပြီကိုခေါ်လာလေတဲ့ကွယ်။ဒါပေမဲ့အမတ်တွေနဲ့ဘင်းနဒီယာတို့ဟာနန္ဒရဲ့ယူချောက်ကြောင့်နဲ့ညစ်ပတ်တဲ့ပုံစံကြောင့်သူရဲကောင်အဖြစ်လက်ခံဖို့လုံးဝအဆင်မပြေဖြစ်နေကြတာပေါ့ကွယ်။မော်ဝဲရုံဝတ်ဆင်ထားတဲ့နန္ဒလည်းလူတန်းကိုအပြင်ပန်းကိုမကြည့်ဘူးပြောတာပေါ့။သူသာစီးချင်းထိုးမှမနိုင်ရင်တက်လို့ရတယ်လို့စိန်ခေါ်လေတဲ့။ဒီစကားကိုကြားတဲ့အခါမှာတော့သူ့ကိုစားစီးချင်းထိုးပြီးရှင်ပြိုင်ဝဲပေးဖို့သဘောတူလိုက်တဲ့။ပြိုင်ပွဲစားတဲ့အခါနန္ဒဟာယုံကြည်မှုအပြည့်နဲ့မြင်းစည်းပြီးတကြားမင်းနဲ့စီးချင်းထိုးတဲ့။နန္ဒရဲ့စီးချင်းထိုးကျွမ်းကျင်မှုကြောင့်လူတိုင်းကပါဇက်အဟောင်းသားဖြစ်လေတဲ့ကွယ်။သူကအရန်တော်တာကြောင့်နောက်ဆုံးမှတကြားမင်းလည်းလောင်းကြီးရှုံးတဲ့အောင်ဟန်ဆောင်ပြီးချက်ချင်းပဲသူ့ရဲ့နန်းတော်ကိုပြန်တန်းသွားလေတော့တဲ့ကွယ်။ဘယွေနန္ဒီကလည်းအလွန်ဝမ်းသာပြီးနန္ဒကိုအလွန်ကျွံချီးကျူးတာပေါ့ကွယ်။နန္ဒလိုချင်တာမှန်သမျှကိုဆုလက်အဖြစ်ပေးမယ်လို့ပြောတဲ့။မင်းတို့ဖြစ်သူအတွက်လက်စားချေချင်တဲ့နန္ဒလည်းအေဘီယာဆန်နီကိုပေးပါလို့တောင်းဆိုလေတဲ့။ဘယွေနန္ဒီကလည်းသူ့ရဲ့တပားတည်းပဲကြံရှိတဲ့မိဖုရားကိုအရန်ဆိုင်ကတောင်းဆိုတာကြောင့်အတော်မင်းဒေါသထွက်သွားလေတဲ့။ဒါပေမဲ့အပြင်ဆိုတော့လေစကားပြောပြီးတဲ့အခါအပင်အောင်သိမ်းလို့မရတာကြောင့်အရင်ဆုံးသဘောတူလိုက်ရတာပေါ့ကွယ်။အဲ့ဒီနောက်နန္ဒအတွက်ပျော်ပွဲရွှင်ပွဲတစ်ခုကျင်းပဖို့စီစဉ်ပြီးမူးအောင်တိုက်ကတတ်ဖို့ကြံစီလေတဲ့။ပျော်ပွဲရွှင်ပွဲရက်တွေမှာတော့နန်းတော်ထဲကလူတိုင်းပျော်ပွဲရွှင်ပွဲမှာပါဝင်မှုမူးမိလေတဲ့ဒီတောက်ကြတဲ့။နန္ဒလည်းအတောက်လွန်ပြီးမူးရသွားလေတဲ့။အမတ်မင်းတွေလည်းနန္ဒကိုတေးပြီးတင်ကအလောင်းကိုအလင်းမြန်ယူပြီးရေထဲကိုပစ်ချလိုက်တာပေါ့ကွယ်။တေးမူးရနေပြီးဒလိနဲ့နန္ဒလည်းမှမိုက်တဲ့ရေထဲကိုဖြည်းဖြည်းချင်းနစ်မြုပ်သွားလေတဲ့ကွယ်။ဒါပေမဲ့ကံကောင်းထောက်မှန်စွာနဲ့ပဲငကားကောင်းတစ်ကောင်ကသူ့ကိုကူညီပြီးရေရောက်မြို့တော်ကိုခေါ်သွားလေပါတော့တယ်။မနက်မိုးလင်းတဲ့အခါမှာတော်ဝင်နန်းတော်အပြစ်မှာသူ့သားကိုစောင့်နေတဲ့မိဖုရားကလေးခမရမှာတော့သူမရဲ့သားတော်ဟာပြန်မလာသေးတဲ့ကြောင့်နန်းတော်ထဲဝင်ပြီးဘယေနန္ဒီယာကိုသူ့သားကိုပြန်လွှတ်ပေးဖို့တောင်းဆိုတာပေါ့ကွယ်။ဒါပေမဲ့လည်းဘယေနန္ဒီယာကဘာကိုမှနားမလဲပဲမိဖုရားကလေးကိုမောင်းထုတ်လိုက်လေတော့တယ်။မိဖုရားကလေးကလည်းသူ့သားတော်အတွက်အရန်စိတ်ပူနေတာမို့ခတ်တရပြီးအနဲ့လှည့်ပတ်ရှာဖွေနေတာပေါ့ကွယ်။ဒါပေမဲ့လည်းသားတော်ကိုမတွေ့တာကြောင့်တောထဲကိုသာပြန်သွားဖို့ဆုံးဖြတ်လိုက်လေတဲ့။မိဖုရားကလေးကလည်းရှီကွက်လေးနဲ့အတူတောထဲကနေလျှောက်သွားရင်တကူးပြည်ကိုရောက်သွားလေတာပေါ့ကွယ်။တကူးပြည်ရဲ့မြို့အဆောင်ကအင်းတအိမ်နိုင်ရောက်ချိန်မှာတော့မိဖုရားကလေးကလည်းအရန်ပင်ပန်းနေပြီးနောက်ဘဲကိုတော့ရမှန်းမသိတော့ဘူးတဲ့။ဒါကြောင့်ပဲယောက်ျားပုံစံကိုပဲရှားပြီးတော့အဲ့ဒီအင်းလေးကအဖိုးဘွားရင်းနဲ့တူတူနေထိုင်ကိုဆုံးဖြတ်လိုက်ပါတော့တယ်။ကျေးဇူးရှင်ဘိုးဘွားနှစ်ယောက်လည်းမိဖုရားကလေးကိုသူတို့ရဲ့အိမ်မှာအသေးပွဲမြတော့အိမ်အလုပ်နဲ့အလုပ်တွေကိုသာကူညီလုပ်ကိုင်စေတဲ့။တစ်ဖက်မှာတော့တကူးပြည်ကြီးကိုဘယင်မင်းမဟာနဲ့မိဖုရားတီတာတို့အုပ်ချုပ်နေတဲ့ကွယ်။သူတို့မှာသားတော်လေးတစ်ပါးရှိပြီးတော့သူ့စိန်တာလို့ခေါ်လေတဲ့။တနေ့မှာတော့နတ်ဘာတစ်ပါးကသူ့စိန်တာကိုအိပ်ပြောင်လုပ်ပြီးအိမ်မက်တစ်ခုမှတ်စေတဲ့။အဲ့ဒီတမတ်တဲမှာတော့သူ့စိန်တာကမျက်လုံးကျိမ့်မတက်တောက်ပနေတဲ့ရွှေခွက်တစ်လုံးကိုရရှိခဲ့တဲ့။ပြီးတော့အဲ့ဒီခွက်ထဲမှာရှိတဲ့အလှပဆုံးသောမင်းမျိုးတူကိုမြင်တွေ့ပြီးနောက်ချစ်ချိုက်သွားတဲ့ကွယ်။မနက်အိယာထားချိန်မှာတော့အိမ်မတဲကရွှေခွက်နဲ့မင်းပြူချောင်းကိုတတိယပြီးဝမ်းနဲ့ဒုက္ခရောက်နေရှာတာပေါ့ကွယ်။တဖြည်းဖြည်းနဲ့လည်းစားမွန်အိပ်မပြောဖြစ်လာတဲ့ကွယ်။သားတော်ရဲ့အခြေအနေကိုစိုးရိမ်တဲ့ဘယ်နဲ့မိဖုရားတို့လည်းပြီးသူပြီးသားအားလုံးကိုအိမ်မှာရှိတဲ့ရွှေခွက်တွေကိုဆောင်လာစေပြီးသားတော်သူ့စိန်နာကိုရွေးချယ်စေတဲ့။သားတော်သဘောကျပြီးရွေးချယ်တာခံရရင်ဆုလက်တော်အဖြစ်ရွေးချယ်မယ်လို့ကြေညာမှာတော့တယ်ကွယ်။လူတွေလည်းရွှေခွက်တွေကိုစက်သားကြပေမဲ့သူ့စိန်နာလိုချင်တဲ့ရွှေခွက်ကတော့မပါရှာဘူးလေကွယ်။ဒီတဲ့ကိုမြို့စုံမနေတဲ့ဘိုးဘွားနှစ်ယောက်လည်းသိရှိသွားပြီးကလေးစီမှာရွှေခွက်တစ်ခွက်လာတာကိုအမှတ်ရသွားတာပေါ့။ချမ်းသာခြင်းနဲ့လောဘစိတ်ကြောင့်ကလေးအလုတ်သွားနေတော့သူမရဲ့ရွှေခွက်ကိုခိုးယူပြီးမင်းသားသူ့စိန်သားစီဆက်တခဲ့တာပေါ့ကွယ်။မင်းသားသူ့စိန်သားလည်းအဲ့ဒီရွှေခွက်ကိုမင်းသားလည်းအိမ်မက်ကရွှေခွက်နဲ့တူတာကိုသိရှိလိုက်ရပြီးရွှေခွက်ထဲမှာရှိတဲ့မင်းသမီးလေးကိုပါမြင်ရောက်ပြီးအလွန်ပျော်ရွှင်သွားလေတော့တဲ့ကွယ်။ဘယင်မင်းမဟာလည်းဘိုးဘွားနှစ်ယောက်ကိုရွှေတွေလှဲတစည်းတိုက်စာစုချီးမြှင့်နေတာပေါ့ကွယ်။သူတို့ယူလာတဲ့ရွှေကလေးအတွက်စုလက်အဖြစ်ရွှေလဲတစည်းတော်များတာမို့ဘိုးဘွားနှစ်ယောက်လည်းအလွန်ဝမ်းသာပြီးရွှေလဲကြီးကို
အိမ်ကိုမောင်းသွားခဲ့ကြတာပေါ့ကွယ်အဲ့ဒီချိန်မှာပဲကလေးကလည်းအလုပ်တွေပြီးလို့အိမ်မရောက်လာတယ်ဒါပေမဲ့လည်းသူမရဲ့ရွှေခွက်လေးကိုဘယ်နေရာမှမတွေ့တော့တာကြောင့်ဘိုးဘွားနှစ်ယောက်ကိုသူမရဲ့ရွှေခွက်လေးကိုတွေ့မိသေးလားလို့မေးပေမဲ့သူတို့ကမသိဘူးဆိုပြီးလိန်ညာပြောဆိုခဲ့ကြတဲ့ကွယ်ကလေးကလည်းအရန်စိတ်ပူသွားပြီးသူမရဲ့ခလေးဖြစ်တဲ့ရွှေခွက်လေးကိုတိုင်းပြည်အနှံ့အမြန်ရှာဖွေခဲ့ပေမဲ့လည်းမတွေ့ခဲ့ဘူးတဲ့ကွယ်အဲ့ဒါနဲ့ပဲတခြားမဲဖိခဲ့တဲ့မှော်ဝလက်စွပ်ကိုဝစ်ဆင်ပြီးတော့ကြောက်ကြအသွင်ပြောင်းတယ်အဲ့ပါတော့တယ်ပြီးတော့တောတောင်တွေထဲမှာရွှေခောက်ကိုရှာဖွေရင်တောက်စောများတစ်ချောင်းရွက်ပေါင်းများစွာလမ်းလျှောက်တဲ့ကွယ်ဒီလိုနဲ့ပဲပတ်တာတိုင်းမီကိုရောက်သွားနေတော့တယ်ပတ်တာတိုင်းမီမှာတော့အုတ်ချုပ်မဲ့ဘရင်မရှိပဲမိဖုရားနဲ့သမီးတော်မာလာကသာတိုင်းမီကိုယာယီအုပ်ချုပ်နေတယ်ပြည်သူပြည်သားတွေနဲ့အမတ်တွေကလည်းနေချားကတခြားမင်းများဝင်ရောက်သိမ်းနိုင်မှာကိုစိုးရွပြီးသမီးတော်မာလာကိုလက်ဆက်မဲ့ဘရင်တစ်တပါကိုရှာဖွေဖို့စုပ်ဖြတ်ခဲ့ကြတာပေါ့ဒီလိုနဲ့ပဲဘရင်အစ်စ်တင်များဖို့အတွက်ရွှေငွေနဲ့အလှဆင်ထားတဲ့ရေနာစည်းကုံရဲကရထားကိုဆေးလွတ်လိုက်ပြီးတော့တင့်တော်ရဲ့လူကိုရှာဖွေစေတဲ့ရထားကလည်းတောထဲကိုဝင်သွားပြီးအမျိုးသားအသွင်နဲ့ရှိနေတဲ့မိဖုရားကလေးရဲ့ရှေ့မှာရှစ်တန်သွားခဲ့တာပေါ့ကွယ်အမတ်တွေလည်းအလွန်ဝမ်းမြောက်သွားပြီးဘရင်တစ်ကိုတွေ့ရှိပြီးယူဆကဗီဗီယာကလေးကိုပတ်တာတိုင်းမီစီခေါ်ဆောက်သွားကြတာပေါ့ဗီဗီယာကလေးကလည်းသူမကအမျိုးသမီးတစ်ယောက်ဖြစ်ကြောင်းပေါ်ပြလို့မရတာကြောင့်မာလာနဲ့လက်ဆက်ပြီးပတ်တာတိုင်းမီကိုအုပ်ချုပ်ရလေတော့တဲ့ကွယ်ဒါပေမဲ့လည်းမိဖုရားကလေးကယောက်ျားအသွင်ယူထားပေမဲ့လည်းမာလာနဲ့အတူအိတ်ဆောင်မဝင်ပဲအမဲရှောင်နေလေးရှိပြီးတိုင်းပြည်ကိုသာကောင်းကောင်းအုပ်ချုပ်ခဲ့လေတဲ့တစ်ဖက်မှာတော့သူ့စေတာပင်သားလည်းရွှေကုတ်ကိုရရှိပြီးနောက်မှာတော့နေ့စဉ်နေ့တိုင်းရွှေကွက်ထိပ်ကနေမင်းငယ်ပြိုလေးထွက်လာမှာကိုစိတ်အားထက်သန်စွာနဲ့စောင့်မျှော်ခဲ့တဲ့ဒါပေမဲ့လည်းရပ်ပေါင်းများစွာကြာလာတာတော့ဘယ်သူမှမထွက်လာဘူးတဲ့ကွယ်မင်းသားလည်းရွှေပကံနဲ့တာညာတိုင်းရွှေခွက်နယ်ပင်စကားပြောတာအချိန်နဲ့ကုန်လွန်ခဲ့တာပေါ့နောက်ဆုံးမှာတော့မင်းသားသူစိန်လာရဲ့ကျမကြီးကပုံမဆိုးရွားလာပြီးစားမွေအိမ်ပြောဖြစ်ကအသက်အန္တရာယ်တောင်စိုးရိမ်လာရတဲ့ကွယ်တနေ့မှာတော့မင်းသားသူစိန်လာတယောက်တည်းရှိနေတော့အလှပဆုံးသောမင်းပြူတူကရွှေခွက်ထိပ်ကနေရုတ်တရက်ပေါ်ထွက်လာခဲ့တဲ့မင်းသားသူစိန်လာလည်းအလွန်ပျော်ရွှင်သွားပြီးနာကျက်မှုတွေကလည်းချက်ချင်းကိုပျောက်ကွယ်သွားလေတဲ့ကွယ်သူတို့နှစ်ဦးလည်းတညာလုံးစကားပြောပြီးနောက်လက်ထက်ရန်ဆုံးဖြတ်ခဲ့ကြတဲ့ရွှေခွက်တဲကမင်းသမီးလေးကတော့ရွရတလေးတုတ်တဲ့အရာလက်ကဝင်တောက်ဖို့မင်းသားသူစိန်လာကိုတောင်းဆိုခဲ့တဲ့သူစိန်လာလည်းချရတဲ့သူလေးကိုခမီးတော်ရင်းနဲ့မဲရိုစီခေါ်သွားပြီးသူတို့နှစ်ယောက်ရဲ့အချစ်ဇလံကိုပြောပြတာပေါ့ဘင်းနဲ့မိဖုရားလို့လည်းအံ့ဩပေမဲ့ရွှေခွက်တဲကမင်းသမီးလေးကချွေးမတော်အဖြစ်လက်ခံလိုက်ရတာပေါ့ကွယ်ဒီတော့ရဲ့သဘောတူတာတဲ့မင်းသားသူစိန်လာလည်းရွရတလေးအတိုင်းထိမ်းများလက်ထပ်ဖို့ချရသူရဲ့မိခင်ကိုစီကိုတွားဖို့လှုပ်တာပေါ့ကွယ်မင်းသားသူစိန်လာတို့နှစ်ယောက်လည်းမြို့စုံကဘိုးဘွားနှစ်ယောက်စီထံသို့ခရီးဆက်ကပြီးခင်ဖြစ်သူမိဖုရားကလေးကိုရှာဖွေခဲ့ကြတဲ့ဒါပေမဲ့လည်းဘိုးဘွားနှစ်ယောက်ကကျုပ်တို့မသိဘူးလို့သာဖြေခဲ့ကြပြီးမိဖုရားကလေးကဘယ်ရောက်နေလဲဆိုတာလည်းမပြောပြခဲ့ဘူးပေါ့ရွှေဝဲကမင်းသမီးလေးလည်းအရန်ဝန်းနေသွားခဲ့ပြီးမင်းသားသူစိန်လာကသူမအားနန်းတော်သို့ပြန်ခေါ်ဆောင်ကမိဖုရားကလေးကိုတတိုင်းမီလုံးအနက်ရှာဖွေဖို့စစ်တပ်ကိုစေလွှတ်ခဲ့လေတဲ့ရွှေခွက်မင်းသမီးလေးလည်းတကူးပြီမှာတာယာပရွှေစွာနေထိုင်နေတော့မှာပဲစိတ်ကွက်တွေများတဲ့ကကြမ္မာကအကြောင်းဖန်လာပြန်ပါတော့တယ်ရခတိုင်းကဘလူးပြင်ကြီးဟာတကူးပြီကိုရောက်လာတော့မှနန်းတော်လေးမှာအိတ်ဆက်နားနေတဲ့ရွှေခွက်မင်းသမီးလေးကိုတွေ့သွားရှာတာပေါ့ပြတင်းမောကနေလှမ်းမြင်လိုက်ရတဲ့မင်းသမီးလေးရဲ့အစင်းအလှလှကိုမြင်လာနဲ့တပြိုင်နက်တည်းမှာပဲဘလူးပြင်ကြီးဟာသူ့မကိုတိတ်ပြီးသဘောကျသွားတာပေါ့ကွယ်ဒါနဲ့ဘလူးပြင်ကြီးဟာဘသူမှမသိစေပဲတိတ်တိတ်လေးမင်းသမီးလေးရဲ့အခန်းထဲကိုပြန်ဝင်သွားပြီးအိပ်ပျော်နေတဲ့မင်းသမီးလေးကိုနှုတ်ကသူ့ရဲ့ခြေစားတွေကိုပြောဖို့ကြိုးစားရှာတယ်ဒါပေမဲ့မင်းသမီးလေးနိုးလာတဲ့အခါမှာတော့သူ့ရှေ့မှာအင်မတန်ကြီးမားတဲ့ဘလူးကြီးတစ်ကောင်ကိုတွေ့လိုက်ရတော့အလွန်တုန်လှုပ်ချောချာသွားရှာတယ်ကျောင်းတန်တကြားနဲ့သူမဟာချက်ချင်းပဲသူမရဲ့ရွှေကွက်လေးတွေကိုတန်းဝင်ပြီးပျောက်ကွယ်သွားတာပေါ့ကွယ်ဘလူးကြီးကလည်းခဏလောက်ကြောင်သွားပြီးမင်းသမီးလေးဘယ်လိုလုပ်ပြီးခွက်ထဲကိုပျောက်သွားမှန်းနားမလည်နိုင်ဖြစ်နေရှာတာပေါ့ဒါနဲ့ဘလူးဘရင်ကြီးဟာနောက်ဆုံးမှာတော့အဲ့ဒီရွှေခွက်လေးကိုကိုးယူပြီးသူ့ရဲ့တိုင်းပင်ကိုအလင်းမြန်ပြန်သွားပါတော့တယ်နောက်ဆုံးမှာတော့မင်းသားဟာသူ့ရဲ့ချစ်သူလေးပျောက်သွားမှန်းတည်သွားရှာတာပေါ့ကွယ်
မိုးလင်းလို့မနက်ခင်းရောက်လာတဲ့အခါမှာတော့မင်းသားဟာမင်းသမီးလေးကိုမတွေ့မချင်းတနေကုန်ရှာဖွေဖို့သူ့ရဲ့လူတွေကိုအမိန့်ပေးလိုက်တာပေါ့ကွယ်။ဒါပေမဲ့ဘသူကမှမင်းသမီးလေးကိုမတွေ့ကြပဲမင်းသမီးလေးရဲ့ရဲတပ်အနီးမှာတော့ဘလူးရဲ့ခြေရာတွေကိုပဲတွေ့ခဲ့ကြတဲ့။မင်းသားဟာအဲ့ဒီခြေရာတွေကအနီးဆုံးမှာရှိတဲ့ရက်ခတိုင်းမီကဘလူးဘရင်ကြီးရဲ့ခြေရာတွေမှန်ချက်ချင်းသိလိုက်တာပေါ့ကွယ်။ဒီကြောင့်ကိုသိတာနဲ့တပြိုင်နက်မှာပဲမင်းသားဟာချက်ချင်းရက်ခတိုင်းမီကိုထွက်ခွာသွားတာပေါ့။အဲ့ဒီချိန်မှာရက်ခတိုင်းမီမှာတော့ဘလူးပြင်ကြီးဟာရွှေကွက်ထဲကရွှေမင်းသမီးလေးကိုဘလူးပြန်ခေါ်ထုတ်ရမလဲဆိုအရှာဖွေဖို့အလုံများနေရှာတယ်။သူစိန်နာမင်းသားလည်းဒီအကြောင်းကိုသိတဲ့အခါမှာတော့တောင်မွေးကင်ထားတဲ့ပုံနာအိုကြီးအသွင်ကိုဖန်ဆင်းပြီးတော့ရက်ခတိုင်းမီတွေကိုတဖြည်းဖြည်းချင်းဝင်ရောက်သွားတာပေါ့ကွယ်။အဲဒီနောက်မှာတော့ပုံနာအိုကြီးကရွှေကွက်ထဲကမင်းသမီးလေးကိုပြန်ထွက်လာအောင်လုပ်ပေးမယ်လို့ပြောလိုက်တယ်။ဘလူးပင်ကြီးအတွက်ကတော့ဒါဟာမဖြစ်နိုင်တဲ့အရာတစ်ခုကိုမျှော်လင့်လို့ရတဲ့နေရာတစ်ခုလိုဖြစ်နေတော့တာပေါ့။ဒါကြောင့်လေပုံနာအိုကြီးကိုယုံကြည်ပြီးအခမ်းအနားလုပ်ဖို့အတွက်ရွှေကွက်လေးကိုပုံနာအိုကြီးလက်ထဲထည့်ပေးလိုက်တာပေါ့ကွယ်။ပုံနာအိုကြီးကလည်းစိတ်ရောက်ကိုပါနှိမ့်မြုပ်ပြီးအခမ်းအနားကိုလုပ်ပေးမယ်ပြောကအဝိတ်ခွန်ထက်နဲ့ဝန်းရံစေတယ်။ပြီးတော့နေဝင်ချိန်ကနေနေထွက်ချိန်အထိမန္တန်တွေကိုအတန်ကြဲကြဲနဲ့ရွတ်ဖက်တဲ့ဆဲဟန်ဆောင်ပြီးတော့အခမ်းအနားလုပ်နေတယ်လို့မျိုးဟန်ဆောင်ပြတယ်။ဒါပေမဲ့ညနဲ့လာတဲ့အခါမှာတော့သူ့စိတ်ဓာတ်မင်းသားကဘလူးအလုံးကိုအိပ်ပျော်သွားစေနိုင်တဲ့မော်ကာတာကိုရွတ်ဆိုလိုက်နိုင်ခဲ့တယ်။အခွင့်ကောင်းကိုလက်လွတ်မခံပဲမင်းသားဟာနန်းတော်ထဲကနေအလင်းပြန်ထွက်ခွာပြီးမင်းသမီးလေးကိုဘလူးမျိုးကနေအောင်မြင်စွာခေါ်ထုတ်သွားနိုင်ခဲ့တာပေါ့။ပြတကောင်ရံရောက်လို့ဘလူးပြင်ကြီးမော်ကာတာအချိန်ပြေပြီးနိုးလာတဲ့အခါမှာဟောသူဟာသူ့စိတ်ဓာတ်မင်းသားရဲ့လေစားခြင်းကိုခံလိုက်ရမှန်းသိသွားတာပေါ့ကွယ်။ဒါနဲ့ပဲဘလူးတွေကမင်းသားကိုဖမ်းဆီးဖို့လမ်းမှာပုံနာအိုတူကိုတွေ့တဲ့အထိအလင်းမြန်လိုက်ကြတဲ့ပြီးတော့တိုက်ပွဲတစ်ခုစတင်ဖြစ်ပွားတော့တာပေါ့ကွယ်ဘလူးပြင်ကြီးကသူ့စိတ်နာမင်းသားကိုအိုစာနေတဲ့ပုံနာအိုကြီးတူလို့ပဲထင်မှတ်နေခဲ့တဲ့ကွယ်ဒါကြောင့်လေမင်းသားဟာဘလူးပြင်ကြီးကိုအလွယ်တကူတတ်နိုင်ခဲ့လေတယ်သူ့လုံးလိုက်လာတဲ့ဘလူးစစ်တီတွေကလည်းတပ်ပစ်ခံရမှာကြောက်တဲ့အတွက်နောက်ဆုတ်ပြေးရတာပေါ့ကွယ်အန်ရီကင်းစင်သွားတဲ့အခါမှာတော့ပင်မနှမ်းနေလေတဲ့သူစိန်လာမင်းသားဟာခရီးဆက်ဖို့အာအင်တွေပြန်လည်ပြေးတင်းလာအောင်ခဏလောက်အနားယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါနဲ့သူဟာအနီးနားကဂျောက်ကဘာဆိုးလေးတစ်ခုမှခဏထိုင်ပြီးအမောဖြေလိုက်တာပေါ့ကွယ်။လူငယ်လေးအဖြစ်သူ့ရဲ့ပုံစံကိုပြန်ပြောင်းလိုက်ပြီးတော့ရွှေကွက်မင်းသမီးလေးကိုလည်းခေါ်ထုတ်လိုက်တာနဲ့နှစ်ယောက်သားတစ်ဖက်ပြန်လဲစုံတည်သွားကြတာပေါ့ကွယ်။နောက်တစ်နေ့ရဲ့ခရီးအတွက်ခုံအားတွေပြန်လည်ရရှိအောင်အိတ်ဆက်နိုင်ရဲ့အချိန်မှာပဲအဲ့ဒီတော့ထဲမှာဇီစဝါလို့ခေါ်တဲ့အင်မတန်ဆွဲဆောင်မှုရှိတဲ့ဘလူးမာကြီးတစ်ကောင်ရဲ့အိမ်ကြီးရှိနေတဲ့ကွယ်။တမေတွေကြားတွေကိုရှာဖွေပြီးစားတောက်နေတဲ့အဲ့ဒီဘလူးမာကြီးဟာကြောက်ကဘာဆုံးမှာအိပ်ပျော်နေတဲ့လူငယ်နှစ်ယောက်ကိုတွေ့သွားရှာတာပေါ့။ဘလူးမာကြီးဟာမင်းသားလေးကိုမြင်မြင်ချင်းတိတ်ပြီးသဘောကျသွားပြီးသူ့ရဲ့အိမ်တော်အမှတ်အဖြစ်လိုချင်တာနဲ့လူငယ်နှစ်ယောက်ကိုမော်အတက်နဲ့ဖမ်းဆီးလိုက်တာပေါ့ကွယ်။အဲဒီနောက်မှာတော့ရွှေခွက်မင်းသမီးလေးကိုအဝေးကိုဆွဲခေါ်သွားပြီးချိုသားတဲ့စကားတွေနဲ့မေးမြန်းဖို့နှိုးလိုက်တယ်။ရွှေခွက်မင်းသမီးလေးလည်းဘလူးမာကြီးကိုမြင်လိုက်ရတဲ့နဲ့အလွန်တော်ထုတ်သွားပြီးသူမရဲ့မူလခန္ဓာကိုယ်တွေကိုပြောင်းလဲဖို့ကြိုးစားပေမဲ့မအောင်မြင်ခဲ့ဘူးပေါ့ကွယ်။ဘာကြောင့်လဲဆိုတော့ရွှေခွက်လေးကမင်းသားသူစိန်နဲ့အတူရှိနေလို့တဲ့ကွယ်။ဘလူးမာကြီးကရွှေခွက်မင်းသမီးအကြောင်းကိုမေးပြတဲ့အခါမှာတော့ရွှေခွက်မင်းသမီးလေးကဘာမှပြန်မပြောပဲကြောက်ရွံ့တုန်လှုပ်နေရှာတာပေါ့ကွယ်။ဒါကြောင့်ဘလူးမာကြီးဟာစိတ်တိုးသွားပြီးရွှေခွက်မင်းသမီးလေးကိုအတန်မထွက်နိုင်အောင်ချိန်စာတိုက်လိုက်လေတယ်။ပြီးတော့သူစိတ်ဟာမင်းသားလေးစီကိုပြန်ပြီးသွားခဲ့တာပေါ့ကွယ်။ရွှေခွက်မင်းသမီးလေးကတော့မှောင်မိုက်တဲ့တောအုပ်အလယ်မှာငိုကြွေးပြီးကြံနေခဲ့ရရှာတယ်။လူမကြီးဟာသူမရဲ့ခန္ဓာကိုယ်ကိုရွှေခွက်မင်းသမီးလေးအဖြစ်ပြောင်းလဲပြီးတော့သူစိတ်ဟာမင်းသားလေးနဲ့အတူအိတ်ဆက်နေခဲ့ကြတာပေါ့ကွယ်။နောက်တစ်နေ့မိုးလင်းတဲ့အခါမှာတော့သူ့ဆွေနာမင်းသားဟာသူ့ဘေးမှာအိပ်ပျော်နေတဲ့အတူရောရွှေကွက်မင်းသမီးကိုတွေ့ပေမဲ့ဘာမှတန်တရားမဝင်ပဲသူမကိုရွှေကွက်တစ်ခုအဖြစ်ပြောင်းလဲပြီးခတ်တရားပြီးကိုအတူတကွပြန်လာခဲ့ကြနေတာပေါ့ကွယ်တစ်ဖက်မှာတော့မင်းသားလေးနန္ဒာဟာရေထဲကိုလူအရိုင်းဆိုင်အတွင်နဲ့ပြချခံလိုက်ရပြီးတဲ့နောက်မှာတော့ကံကောင်းထောက်မှစွာနဲ့နာဂဆိုတဲ့နဂါမင်းကြီးရဲ့အကူအညီနဲ့နဂါမျိုးတော်ကိုရောက်သွားခဲ့တာပေါ့ကွယ်
ရှောက်သားပြီးတဲ့အခါမှာတော့နန္ဒဟာလူရိုင်းမှန်အသိကိုဖယ်ရှားလိုက်ပြီးနဂါမင်းကြီးကိုအင်မတန်ကြီးစုတင်တဲ့အကြောင်းအလေးနဲ့ပြောချခဲ့လေတယ်။ပြီးတော့နဂါမျိုးမှာပဲဆက်လက်နေထိုင်ခွင့်ကိုတောင်းခံခဲ့တာပေါ့ကွယ်။နဂါမင်းကြီးကလည်းသူ့ကိုသဘောကျသွားပြီးခတ္တရပြည်ကိုတိုက်ခိုက်ဖို့အတွက်နဂါတပ်မတော်ကြီးကိုစီစဉ်ပေးခဲ့လေတယ်ကွယ်။နန္ဒဟာအစင်းနစ်ဖြစ်တဲ့အခါမှာတော့နဂါတပ်မတော်ကြီးဟာနဂါမင်းကြီးနာဂါနဲ့လူရိုင်းမှန်အတွင်ပြစည်းထားတဲ့နန္ဒတို့ရဲ့ဥဆောင်မှုနဲ့မြေကြီးထဲကိုတိုးဝင်ပြီးမြို့ကိုဝိုင်းရံလိုက်ပါတော့တယ်။အဲဒီနောက်မှာတော့နာဂဟာဘယေနန္ဒီယနဲ့ဆိတ်ဆက်ဆွေးနွေးဖို့ကြိုးစားခဲ့လေတယ်။သူကမိဖုရားရုပ်စံဒီကိုအပြစ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ဘယေနန္ဒီယကလုံးဝငြင်းဆန်ခဲ့တာပေါ့ကွယ်။ဒါနဲ့နာဂဟာဒေါသတကြီးနဲ့ဘယေနန္ဒီယရဲ့လေဘယ်ကိုညှစ်ဖမ်းပြီးတော့ရေထဲကိုဆွဲချလိုက်တော့တာပေါ့ကွယ်။ပြီးတော့မြို့ပင်ကိုဆွဲထုတ်သွားပြီးတတိပြန်ရလာအောင်လုပ်ပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့နန္ဒကိုသူ့ရဲ့ရုပ်အသွင်အမှန်ကိုပြန်ဖော်ပြခွင့်ပေးလိုက်တာပေါ့ကွယ်။ဘယေနန္ဒီယဟာသူ့ရဲ့သားတော်ကိုပြန်မတဲ့အခါမှာတော့ငိုကြွေးပြီးအင်မတန်ဝမ်းနဲ့သွားရှာတာပေါ့ကွယ်။သူကိုယ်တိုင်ဘာပဲမှားယွင်းပြီးတွေးမိမိခဲ့လဲသူ့ရဲ့သားတော်လေးကိုရေထဲပစ်ချခဲ့တယ်ဆိုတာကိုနားမလည်နိုင်ဖြစ်နေတာပေါ့ကွယ်။ဘယေနန္ဒီယဟာသူ့ရဲ့သားတော်နဲ့နဂါမင်းကြီးစီကိုအဖြစ်အလုံးကိုကြားသိရတဲ့အခါမှာတော့သူတို့နှစ်ယောက်ကိုနန်းတော်ထဲပြန်ခေါ်ဆောင်သွားပြီးမိဖုရားဆန်နေနဲ့ရုံမာတဲ့နဂတ်ဗေဒပညာရှင်ကိုအမှန်တရားကိုသိရအောင်စစ်ဆေးစေတယ်ကွယ်ရှုံးမာတဲ့နဂတ်ပညာရှင်ကလည်းတေမာကိုအင်မတန်ကြောက်ရွံ့သွားပြီးဆန်လီဟာမိဖုရားကလေးရဲ့ရွှေခွက်လေးအကြောင်းမဟုတ်မမှန်တွေပြောဖို့သူ့ကိုငှားရမ်းခဲ့ကြောင်းအကုန်ဖြိတ်ချောင်းကုန်စင်ဝန်ခံခဲ့တာပေါ့ကွယ်ဒါကိုသိပြီးဒေါသထွက်နေတဲ့ဘယင်ကြီးနန္ဒီယမင်းကြီးဟာကိုဝင်ရှိနေတဲ့မိဖုရားဆန်လီကိုတေလက်ပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါပေမဲ့လည်းနာဂမင်းကြီးကဤပြက်ကိုမင်းတဲ့အခါချက်ချင်းပဲကွန့်ကွက်ခဲ့လေတယ်။သူကမိခင်ရောက်ကလေးပါအသက်ကိုချမ်းသာပေးပြီးအပြစ်ဒဏ်ကိုတော့တောထွက်ပြည်နယ်လန်အပြင်ရှော့ဝဲတဲ့နယ်လို့ရှောက်တင်ခဲ့တာပေါ့ကွယ်။ဘယင်နန္ဒီယမင်းကြီးကလည်းသူ့ရဲ့မမွေးသေးတဲ့ကလေးလေးနဲ့မိဖုရားဆန်တဲ့အပေါ်ရှိတဲ့ချစ်ချင်းမေတ္တာကြောင့်အပြစ်ဒဏ်ကိုရှော့ပေးဖို့သဘောတူခဲ့လေတယ်။နောက်ဆုံးမှာတော့နန္ဒဟာသူ့ရဲ့ဖခင်နဲ့အထေမေလွဲလန်းမတွေကိုပြည်လေသွားပြီးနောက်မှာတော့ဖခင်ကိုနှုတ်ဆက်ပြီးလူရိုင်းကအတဲ့ကိုပြန်ဖန်ဆင်းကသူ့ရဲ့မေတော်နဲ့ညီမတော်လေးကိုရှာဖွေဖို့ခရီးထွက်ခဲ့တော့တယ်။မြို့တော်ကနေနှင်ထုတ်ခံလိုက်ရတဲ့မိဖုရားဆန်ဒီကတော့ကိုဝေကြီးနဲ့တလနီးပါလမ်းလျှောက်ခဲ့ရရှာတာပေါ့ကွယ်။ဝေးဘောကန်ကြီးတဲ့အချိန်အထိပဲပင်ပင်ဖန်နဲ့ခရီးဆက်ခဲ့ရတာပေါ့ကွယ်။အဲ့ဒီချိန်မှာပဲဂုံမာဆိုတဲ့ဘလူးမင်းကြီးတစ်ပါးဟာတောထဲမှာရှောက်သွားရင်းနဲ့ကိုဝင်တဲ့မိဖုရားဆန်လီကိုတယောက်တည်းလမ်းလျှောက်လင်ဟာကိုတွေ့သွားလေတော့တယ်။ဘလူးမင်းကြီးဟာလည်းမိဖုရားဆန်လီကိုမြင်မြင်ချင်းချစ်ကြိုက်သွားပြီးသူမကိုသူ့ရဲ့ဘလူးမြို့မှာအတူတကွနေထိုင်ဖို့ဖိတ်ခေါ်ခဲ့တဲ့။ဒါပေမဲ့မိဖုရားဆန်လီကညှင်းဆိုခဲ့တာပေါ့ကွယ်။ဘာလို့လဲဆိုတော့သူမရဲ့နှလုံးသားထဲမှာဘယင်နန္ဒီယအပေါ်ရှိတဲ့ချစ်ချင်းမေတ္တာကအင်မတန်ခိုင်မဲနေသေးလို့ပဲတဲ့။ဒါပေမဲ့ဂုံမန်ကမိဖုရားဆန်လီကိုအနိုင်ကျင့်မှုစူးစမ်းတဲ့အခါမှာတော့ဘလူးကြီးရဲ့လက်ဟာသူမရဲ့ပခုံးကိုထိမိသွားတဲ့အခါမှာတော့အံ့ဩအမွဲအမှုတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။မိဖုရားဆန်လီရဲ့ဝမ်းထဲကသားလေးဟာမိခင်မသိလိုက်ပဲဘာဝင်လာမှမခံရတာပဲချက်ချင်းဝေးဖွားလာခဲ့တဲ့။ဝင်းကင်းစာကလေးဟာချက်ချင်းပဲလူရဲ့တအုပ်အဖြစ်ကြီးထွားလာပြီးမော်လန်းလန့်တစ်ခုပါလာခဲ့တာပေါ့ကွယ်။မွေးဖွားပြီးတဲ့ချက်ချင်းမှာပဲအဲ့ဒီကလေးငယ်လေးကသူ့ရဲ့မိခင်ကိုဘလူးမင်းကြီးကအနိုင်ကျင့်နေတာကိုမြင်တော့ချက်ချင်းဘလူးမင်းကြီးကိုတိုက်ခိုက်နှင်ထုတ်ခဲ့တာပေါ့ကွယ်။ဒါပေမဲ့ကောင်မန်ကလက်မလျှော့ပဲအဲ့ဒီကလေးကိုသူ့ရဲ့သားအဖြစ်လက်ခံမယ်ဆိုပြီးဆွဲဆောင်ခဲ့လေတယ်။ဒါပေမဲ့ကလေးငယ်လေးကငင်းဆိုပြီးသူ့ရဲ့စကြဝဠာအထိုင်းများကိုပြစ်ခတ်ကဘလူးမင်းကြီးကိုတတ်ဖို့ကြိုးစားခဲ့ပါတော့တယ်။ဒါပေမဲ့ကောင်မန်ကိုအပီတိုင်းမတတ်နိုင်ခဲ့ဘူးတဲ့ကွယ်။အဲ့ဒီချိန်မှာပဲမိဖုရားဆန်ဒီရဲ့သားတော်တွေဟာသူ့ရဲ့ဝိညာဉ်နဲ့ကိုယ်ခန္ဓာကိုခွဲထုတ်နိုင်ပေမဲ့ဘလူးခရုံမာရဲ့ဒုတ်တံကိုမကောက်ကွယ်နိုင်ပဲပြန်ပြီးဒဏ်ရာရရှိသွားတာပေါ့ကွယ်။မိဖုရားဆန်ဒီကသူ့ရဲ့သားလေးကိုကာဝယ်ဖို့အတွက်ရှေ့ကိုတဟုန်ထိုးခုန်ထွက်သွားပြီးဒဏ်ရာပြင်းထန်စွာရရှိကအသက်ဆုံးရှုံးသွားခဲ့ပါတော့တယ်။ဒီဖြစ်ပျက်ကိုမြင်တဲ့ဘလူးမင်းကြီးဟာအလွန်နာတော့ရပြီးဒေါသလည်းထွက်သွားကအဲ့ဒီကလေးငယ်ကိုတန်းနဲ့ထပ်ပြီးရန်နှက်လိုက်လို့တတိလစ်သွားခဲ့ပါတယ်။ပြီးတော့မိခင်ရောသားရောနှစ်ယောက်စလုံးတည်ပြီလို့ထင်ပြီးတောထဲမှာဆုံးပစ်ခဲ့ပါတယ်
ဒီလိုဖြစ်ပျက်တွေဖြစ်ပြီးမကြခင်မှာပဲနတ်သားဟာအဲ့ဒီနေရာကိုရောက်လာပြီးအဖြစ်ပျက်တွေကိုမြင်သွားတဲ့သူလည်းမနေတာတော့ပဲရေတွေယူလာပြီးကလေးငယ်လေးကိုနှိုးလိုက်တာပေါ့ကွယ်တတိပယ်ဟန်လာတဲ့ကလေးငယ်လေးဟာတေဆုံးနေတဲ့မိခင်ရဲ့အဖြစ်ကိုမြင်တော့ငိုချွေးပြီးတော့တန်းတရှာနေတာပေါ့ကွယ်တသားကလည်းသူ့ကိုတနာသွားပြီးဂူတစ်ခုတူးပေးကသူ့ရဲ့မိခင်ကိုအဲ့ဒီဂူထဲမှာတချို့ပေးခဲ့တဲ့ပြီးတဲ့နောက်မှာတော့နတ်သားကအဲ့ဒီကလေးငယ်ကိုတက်ကားလို့အမည်ပေးလိုက်ပြီးဘလူးမျိုးကိုတွားနိုင်တဲ့လမ်းကြောင်းကိုညွှန်ပြပေးခဲ့ပါတော့တယ်တက်ကလေးလည်းနတ်သားကိုနှုတ်ဆက်ပြီးသူ့ရဲ့အမေကိုတတ်ခဲ့တဲ့ဘလူးမင်းကြီးကိုလက်စားချေဖို့ခရီးထွက်လာခဲ့ပါတော့တယ်။ဟိုမှာအဲ့ဒီအချိန်မှာနန္ဒကလည်းသူ့ရဲ့မိခင်နဲ့ညီကိုလိုက်ရှာရင်မတော်တဆဘူးထဲကိုရောက်သွားခဲ့ပါတော့ကွယ်။အဲ့ဒီကူထဲမှာတော့ကုံမိုင်းရဲ့ဝတ်နေကိုချီနှောင်ထားတဲ့ကြော်ကြုံကြီးတစ်ခုရှိနေပါတယ်။နန္ဒဝင်သွားတာနဲ့ကြော်တုံးကြီးကကူဝကိုပိတ်သွားတာကြောင့်သူမလည်းအထဲမှာပိတ်မိသွားတာပေါ့ကွယ်။နန္ဒဘလို့ပဲရုံးငံမိမဲ့ကူထဲကနေလုံးဝထွက်လို့မရဘူးတဲ့ကွယ်။အဲ့ဒီချိန်မှာပဲတက်ကလေးကအဲ့ဒီနေရာကိုဖျက်လျှောက်လာရင်ကူထဲကအကူအညီတောင်းတဲ့အတန်ကိုကြားလိုက်ရတာပေါ့ကွယ်။သူလည်းချက်ချင်းသူ့ရဲ့စကြဝဠာတိုင်းများကိုပြစ်လွတ်လိုက်ပြီးကူဝကိုပိတ်ထားတဲ့ကြောက်တုံးကြီးကိုခြေမွန်းလိုက်တာနဲ့ကြောက်တုံးတွေအကုန်ပြိုကျပျက်စီးသွားတာပေါ့ကွယ်။အဲ့ဒီချိန်မှာပဲဘလူးမင်းခုံမရဲ့ဝိညာဉ်ဟာသူ့ရဲ့ခန္ဓာကိုယ်စီကိုပြန်ရောက်သွားခဲ့တဲ့တက်ကလူရိုင်းဆိုင်အသွင်နဲ့နန္ဒကိုမြင်တော့သူ့ကိုဘလူးတကောင်အသက်ပြောင်းလာတယ်လို့မှားထင်သွားပြီးနောက်တစ်ခါသူ့ရဲ့စကြဝဠာတိုင်းများနဲ့ထပ်ပြီးတိုက်ခိုက်ခဲ့ပြန်ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီဘောလနတ်ဟာနန္ဒကိုဘာမှမထိခိုက်စေပဲအရင်အတိုင်းတက်ကစီကိုသာပြန်ရောက်သွားပါတော့တယ်။နောက်ဆုံးမှာတော့နှစ်ယောက်သားစကားတွေပြောကြရင်းနဲ့သူတို့ဟာဖခင်တဦးတည်းကမွေးဖွားလာတဲ့ညီကိုတွေဆိုတာကိုသိရှိသွားကြတာပေါ့ကွယ်။ဒါကြောင့်ညီကိုနှစ်ယောက်ဟာအတူတကွခရီးဆက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ပထမဆုံးအနေနဲ့ခေါင်းမဘလူးကြီးကိုအတူတကွတပ်ဖို့ရည်ရွယ်ချက်နဲ့ညီကိုနှစ်ယောက်ဟာဘလူးမျိုးကိုချီတက်တိုက်ခိုက်ပြီးအားကျဲမောက်ပြီးဘလူးမင်းကိုအပြီးသက်နိုင်ခဲ့ကြတာပေါ့အဲဒီနောက်မှာတော့ညီကိုနှစ်ယောက်ဟာမိဖုရားကလေးယာကိုရှာဖွေဖို့အတွက်ထွက်ခွာခဲ့ကြပါတယ်တောအုပ်ကြီးကိုဖျက်တမ်းလာရင်တရားတွေအများကြီးရထားပြီးအသက်နောက်မထနိုင်တော့တဲ့ရွှေကွက်မင်းသမီးလေးနဲ့မတော်တဆသိဆုံကြလေတယ်ရွှေကွက်မင်းသမီးလေးဟာအကိုဖြစ်သူနားကောင်မြင်တာနဲ့ချက်ချင်းပဲသူ့စီကိုတိုးကပ်သွားပြီးသူမဟာနန္ဒရဲ့ညီမတော်ရွှေကွက်လေးဖြစ်ကြောင်းကိုခြေရနှံ့ရံတွေနဲ့ညွှန်ပြခဲ့ပေမဲ့နှစ်ယောက်စလုံးကနားမလည်နိုင်ခဲ့ကြပါဘူး။ဒါကြောင့်ရွှေကွက်မင်းသမီးလေးဟာနောက်ဆုံးမှာတော့မြေကြီးပေါ်မှာအဖြစ်ဖြစ်အလုံးကိုပုံဆွဲပြီးပြခဲ့ရှာတာပေါ့ကွယ်။ဒီလိုနဲ့၃ယောက်သာအတူတကွခတ်တရာပြည်ကိုပြန်လာခဲ့ကြလေတယ်။ခတ်တရာပြည်ကိုရောက်တော့နန္ဒဟာနန်းတော်ထဲကိုဝင်သွားပြီးသူ့စိတ်ဓာတ်မင်းသားနဲ့သူ့ရောက်ရွှေကွက်မင်းသမီးဆိုတဲ့မိန်းမကိုတွေ့ဆုံခဲ့နေတယ်။နန္ဒဟာသူ့စိတ်ဓာတ်ကိုအကြောင်းတော်ရှင်းပြရှာတယ်။သူကရွှေခွက်မင်းသမီးလေးကသူမရဲ့ညီမအစ်စ်ဖြစ်ချောင်းအခုရှိနေတဲ့မိန်းမကတော့ဘလူးတကောင်အတွေ့ပြောင်းလာတာတသက်ဖြစ်ချောင်းပြောပြတာပေါ့ကွယ်။တက်တေပြဖို့နန္ဒကအတူရောင်ရွှေခွက်ကိုရွှေခွက်အတွင်းပြန်ရောက်ခိုင်းနေတယ်။ဒါပေမဲ့လည်းဘလူးမကမပြောင်းနိုင်တဲ့အပြင်သူ့စိတ်ဓာတ်ရဲ့ယုံကြည်မှုကိုရအောင်တင်ညာဖို့အမျိုးမျိုးအကြောင်းပြချက်တွေပေးပြီးရှောက်ပြန်နေတာပေါ့ကွယ်။အဲ့ဒီချိန်မှာပဲတက်ကစစ်မှန်တဲ့ရွှေခွက်မင်းသမီးကိုတက်တေပြဖို့ခေါ်လာခဲ့ပါတော့တယ်။ဘလို့တက်တေပြလဲဆိုတော့ရွှေခွက်မင်းသမီးကိုခေါ်တဲ့ကိုဝင်ပြီးဖျောက်ကွယ်သွားစီတာကိုဖျက်လိုက်တာနဲ့အားလုံးအံ့ဩသွားကြတာပေါ့ကွယ်။အဲ့ဒီခါမှာဘလူးမရဲ့လှုပ်ဝက်ချက်ပေါ်သွားတာပေါ့။ဘလူးမကလည်းအလေမြန်သူ့ရဲ့မူလခန္ဓာကိုပြန်ဝင်ပြီးတော့သူ့စိန်နာကိုဥညွန့်တောင်းမှရှာတာပေါ့ကွယ်။ဒါပေမဲ့လည်းရွှေခွက်မင်းသမီးလေးရဲ့ချိန်စာကိုပယ်ဖြတ်ဖို့တခုတည်းသောနီလန်ကတော့ရွှေခွက်မင်းသမီးလေးကိုဖောင်းကားနေတဲ့ဘလူးမရဲ့သွေးနဲ့စီးကြောမှရမှာတဲ့ကွယ်။ဒါကိုသိတဲ့ဒေါသထွက်နေတဲ့သူ့စိန်နာကရွှေခွက်မင်းသမီးလေးကိုသွေးနဲ့လိမ့်ချနိုင်ဖို့ဘလူးမကိုတပ်ဖြစ်ဖို့အမိန်ပေးလိုက်တာပေါ့ကွယ်။ဒါပေမဲ့လည်းဘလူးမကကြောက်ရွံ့နေတာကိုမြင်တော့နန္ဒကစိတ်မကောင်းဖြစ်ပြီးဆုံးဖြတ်ချက်တစ်ခုချလိုက်လေတယ်။သူကဘလူးမရဲ့သွေးနှဲငယ်လေးပဲထုတ်ယူဖို့အပေါက်လေးတစ်ခုဖောက်ဖွင့်တောင်းခဲ့တာပေါ့ကွယ်။အဲ့ဒီခါမှာတော့ရွှေခွက်မင်းသမီးလေးဟာသူ့ရဲ့မူလအတွင်းကိုပြန်ရောက်သွားတော့ပြီးဘလူးမကိုတော့မြို့ထဲကနေနှင်ထုတ်လိုက်တာပေါ့ကွယ်။သူတို့ရဲ့ညီမတော်နဲ့ပတ်သက်တဲ့အရာအလုံးအဆင်ပြေသွားတဲ့အခါမှာတော့နန္ဒနဲ့တက္ကတို့ဟာမိဖုရားကလေးယာကိုရှာဖွေဖို့ခရီးဆက်ခဲ့ကြတာပေါ့ကွယ်။ဒီကိုနှစ်ယောက်ဟာမိဖုရားကလေးယာရဲ့အရေးရောင်ကိုတော့မတွေ့ရပဲတောအုပ်ထဲမှာဥတီရမယ်လှည့်လည်သွားလာနေကြတာပေါ့ကွယ်။အဲ့ဒီမှာစောင့်ကြည့်နေတဲ့တောဆောင်နှက်ကသူတို့ကိုတနာသွားရှာပြီးသူတို့နှစ်ယောက်မူးဝေအိပ်ပျော်နေတော့နန္ဒရဲ့ခန္ဓာကိုယ်ကို
ပတ်တာပြီးမှရှိတဲ့မာလာရဲ့အိယာဘေးမှာချထားပေးလိုက်တာပေါ့ကွယ်သူတို့နှစ်ယောက်လည်းနိုးလာပြီးတယောက်ကိုတယောက်မြင်တဲ့အခါမှာပဲချက်ချင်းပဲချင်းချင်းချစ်ကြိုက်သွားကြတာပေါ့ကွယ်ဒါပေမဲ့မာလာကပတ်တာပြီးရဲ့ဘရင်နဲ့လက်ဆက်ပြီးသားဖြစ်နေတော့သူတို့နှစ်ယောက်စိတ်တူကိုယ်တူပေါင်းဖက်ဖို့ဖြစ်ဖို့မဖြစ်နိုင်ဘူးပဲကွယ်နန္ဒကိုယ်တိုင်ကလည်းသူတစ်ပါးရဲ့ဇနီးမယားနဲ့ပတ်သက်လို့စိတ်မရှိဘူးတဲ့ကွယ်ဒါကြောင့်သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်ငေးကြည့်နေရင်ပဲနေထိုင်ခဲ့ကြတာပေါ့ကွယ်မာလာရဲ့အထိတော်လေးလာတဲ့အထိပေါ့ကွယ်အဲ့ဒီချိန်မှာတော့နန်းရဲ့ထိန်းတော်တွေကဒီအကြောင်းကိုဘရင်စီကိုအလင်းအမြန်သတင်းပို့လိုက်ကြတာပေါ့ကွယ်ယောက်ျားရဲ့တွင်ညူထားတဲ့မေတော်ကလေးကဒေါသထွက်တဲ့ဟန်နဲ့မာလာကိုချက်ချင်းပဲတွားရှာလေတယ်ဒါပေမဲ့သူတို့နှစ်ဦးရောက်သွားတဲ့အခါမှာတော့မေတော်ကလေးဟာအချိန်တော်ကြာကွဲကွာနေတဲ့သူ့ရဲ့သားတော်နန္ဒကိုမြင်လိုက်ရတဲ့အခါဝမ်းသာလွန်လို့မျက်ရည်တွေဝဲလာတာပေါ့ကွယ်ဒါနဲ့မေတော်ကလေးဟာသူ့ရဲ့လက်စွပ်ကိုချွတ်ပြီးနန္ဒကိုပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ပြီးတော့ချက်ချင်းပဲမိမအဖြစ်သူ့ရဲ့မူလခန္ဓာကိုပြန်မောင်းသွားတဲ့။ဒါနဲ့လေဒါဟာသူ့ရဲ့မိခင်အစစ်မှန်ဖြစ်ကြောင်းချက်ချင်းသိလိုက်တာပေါ့ကွယ်။မာလာနဲ့အထိန်တော်တွေရဲ့ရှေ့မှာနန္ဒဟာသူ့ရဲ့မိခင်ကိုဦးညွတ်အယုဒ္ဓီပြုတာတူတဲ့။ဘာတွေဖြစ်ပျက်နေလဲဆိုတာကိုနားမလည်နိုင်ဖြစ်နေတဲ့သူတို့ရှေ့မှာဦးညွတ်တာပေါ့ကွယ်။အဲ့ဒီနောက်မှာတော့မိခင်နဲ့သမီးနှစ်ယောက်ဟာမာလာကိုအကြောင်းစုံပြောပြလိုက်ကြပါတော့တယ်။ပြီးတော့မာလာရဲ့မိခင်ကိုလည်းအကြောင်းစုံရှင်းပြဖို့သွားချလေတာပေါ့ကွယ်။အားလုံးစိတ်ရှင်းသွားတဲ့အခါမှာတော့အုတ်ချုပ်မဲ့ဘရင်မရှိတဲ့ပတ္တရာပြည်မှာနန္ဒနဲ့မာလာတို့ရဲ့လက်သက်တိမ်များမှုကိုစီစဉ်ပေးခဲ့ကြပါတယ်။ပြီးတော့နန္ဒကိုပတ္တရာပြည်ရဲ့ဘရင်အဖြစ်ဆက်လက်ခန့်အပ်ခဲ့ကြတာပေါ့ကွယ်။အမှုကိစ္စတွေအားလုံးပြီးသွားတဲ့အခါမှာတော့နန္ဒဟာတောအုပ်ထဲမှာပျောက်နေတဲ့တက္ကကိုခေါ်ဖို့လဲတန်းတရက်စီလို့ဖို့လည်းမမိခဲ့ဘူးလေကွယ်။ဒီလိုနဲ့သူတို့အားလုံးပတ်တာပြီးမှအတူတကွဒါရောက်နေထိုင်ကြတာပေါ့ကွယ်ဒါအပြင်သူတို့ရဲ့မိခင်ကိုတွေ့ပြီဆိုတဲ့သတင်းကိုသူ့စိတ်ဓာတ်နဲ့ရွှေကွက်မင်းမျိုးစီလည်းပို့လိုက်လေတဲ့ကွယ်ဒါကြောင့်သူ့စိတ်ဓာတ်လည်းမဆိုင်မတော့ပဲရွှေကွက်မင်းသမီးကိုပတ်တာပြီးကိုခေါ်ဖို့စီတန်းနှစ်လည်မှုကိုချက်ချင်းစီစဉ်ခဲ့တာပေါ့ကွယ်ပြီးတော့ဒလီသုံးတာအတိုင်းမေတော်ကလေးရဲ့စီတာနေရွှေကွက်မင်းသမီးလေးကိုတောင်းရမ်းခဲ့ပါတော့တယ်မေတော်ကလေးကသူတို့နှစ်ယောက်ကိုသဘောတူလိုက်တာပေါ့ကွယ်သူ့ရဲ့သမီးတော်ကိုလည်းအင်မတန်ချစ်မြတ်နိုးတဲ့အတွက်သဘောတွေကျနေတာပေါ့ကွယ်သူဆိုင်ထားတဲ့ရွှေကွက်မင်းသမီးကိုတကူးပြီကိုပြန်ခေါ်သွားပြီးတဲ့နောက်မှာတော့မင်္ဂလာပွဲကိုကျင်းပပြီးပျော်ရွှင်စွာတစ်သက်လုံးအတူတကွနေထိုင်ကြသွားကြတာပေါ့ကွယ်ဒီအကြောင်းအရာလေးကတော့ရွှေကွက်မင်းသမီးလေးရဲ့တတိုင်းပုံလေးပဲဖြစ်ပါတော့တယ်ပုံလေးကတော့ဒီမှာပဲပြီးဆုံးသွားပြီပဲဖြစ်ပါတယ်နေရတိုင်းပါစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းတွေနဲ့ပြည့်စုံကြပါစေကျွန်တော်နာမည်ခေစင်းပါ